အချက်ကြောင့်စိတ်ပင်ပန်းနေပြီလားအချက်ဆိုတဲ့စကားကိုကြားရင်ရှင်ထဲပူလာတာမျိုးမောလာတာမျိုးဖြစ်နေဒီဗီဒီယိုလေးကိုအနည်းငယ်ချိန်ပေးပြီးနားထောင်ကြည့်ပါနော်အချက်ဆိုတာကပျော်ရွှင်မှုတွေကိုခံစားနေရမယ့်ရပါဒါပေမဲ့အချက်ကြောင့်ညတာအိတ်မပျော်တော့ဘူးအလုံးလုံးနဲ့စိတ်ပင်ပန်းနေတယ်ကိုယ်တံမိုးကိုမိခွန်းထုတ်နေရတယ်ဆိုရင်ဒီချက်ကတဲ့ကိုပျော်စေတဲ့ချက်မဟုတ်တော့ပါဘူးနော်သင်ကသူ့မစိတ်တွေကိုစောင့်ရင်းနဲ့တနေ့လုံးစိတ်မကြည်မသက်ဖြစ်နေလားသူ့စကားတခွန်းကြောင့်တနေ့လုံးစိတ်ပြက်လက်ပြက်ဖြစ်နေရလားကိုပြောချင်တဲ့ຢာတွေကိုရမဖြစ်ချင်လို့ဆိုပြီးတော့နှုတ်ဆက်ပေးလိုက်ရတဲ့အချိန်တွေရှိနေပြီလားအဲ့လိုဖြစ်နေရင်သင်ဖြစ်နေတာမဟုတ်ပါဘူးနော်သင်ပင်ပန်းနေတာပါသင်ကိုစိတ်ဆင်းရဲစေတယ်ဆိုတဲ့ချက်မလုံးကြုံစေတဲ့ချက်ကိုစိတ်တိုင်းမကြစေတဲ့ချက်ကအချက်မဟုတ်ပါဘူးဒါစိတ်ပင်ပန်းမှုပါတချို့လူတွေရှိတယ်သူ့အတွက်ဆိုရင်တိခါမယ်သူငါ့ကိုချစ်တာပဲသူပြောင်းလဲမှာပါဆိုပြီးတော့ကိုဖီရက်နေယုံကြည်ချက်တွေအရင်ရှိနေပြီးတော့ကိုနောက်မှထားလိုက်တဲ့လူတွေရှိတယ်ဒါပေမဲ့လေအချက်တစ်ခုကသင်ကိုနာကျင်စေဖို့မဖြစ်သင့်ပါဘူးเนาะအချက်ဆိုတာသင်ကိုစိတ်ခံစားမှုတွေပိုကောင်းလာစေတဲ့နဲ့ကိုပိုပြီးယုံကြည်လာစေတဲ့နဲ့ပိုပြီးတော့ပြုံးပျော်လာစေတဲ့နဲ့သင်ကိုနာကျင်စေတဲ့အချက်ကိုလည်းချက်ချင်းထားခဲ့ဖို့မလိုပါဘူးဒါပေမဲ့လေအဲ့ဒီနာကျင်မှုကိုငါသိခံရမယ်ဆိုတဲ့အချက်မလုပ်ပါနဲ့เนาะသင်စိတ်ကပျော်ရွှင်ပြီးတော့ဂရုစိုက်ခံချစ်ခံဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပြီးသိကိုယ်သိပြန်မြင်နိုင်တယ်ဆိုရင်သင်ဟာယုံကြည်မှုတွေနဲ့ရှေ့ဆက်နိုင်မယ့်လူတစ်ယောက်ဖြစ်နေပါပြီပြီးတော့သင်ဟာ recovery ရဲ့ပထမဆင့်အနေနဲ့ရပ်တည်နိုင်တဲ့သူဖြစ်လာပါပြီဒီဗီဒီယိုလေးကသင်အတွက်တစ်စုံတစ်ရာအကျိုးရှိပြီးတော့ပြန်ကိုပြန်မြင်နိုင်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးဖို့ request လုပ်ပါတယ်เนาะကျေးဇူးတင်ပါတယ်